โอเคဒီနေ့မှာတော့ဒါသမီးလေးတဲစုဆန်เนาะမိနာမည်ဘယ်သူဟုတ်လားတဲစုဆန်ဟုတ်တဲစုဆန်เนาะဒါတဲစုဆန်လေးကိုလက်မလေးချင်းငန်းစတင်နေပြီဖြစ်ပါတယ်เนาะတော့တဲစုဆန်လေးကမိမိဘယ်လိုလက်မလေးချင်းငန်းလေးကြည့်နေလဲဆိုတာကိုဆီယမရဲ့ပိတ်သက်ကြီးကိုပြချင်တယ်မိမိအခုလေးချင်းငန်းကိုဒီနေ့မှစကြင်တာလားဟုတ်ဘယ်လိုခံစားရလဲအခုစတီးရဲ့အချိန်မှာပျော်တာပျော်တယ်ပျော်ရဟလားမိမိကစောင့်တရသဘောကျလားဟုတ်သဘောကျတယ်ကဲဒါဆိုရင်မိမိမှတ်မိသလားလက်မလေးကြည့်ငယ်လေးကိုတီးပြပါဆရာမတေချာလေးကြည့်ဟုတ်ပြီတပြိုင်နဲ့နော်လက်တေချာစစ်ပါဟုတ်တယ်ပြိုင်နဲ့နော်လက်တေချာစစ်ပါလက်ကြွယ်လေးပြင်ပေးပါအောင်စုထားလက်ကလေးတွေစုထားမယ်ဟုတ်ပြီအဲ့ဒါလေးတက်မယ်လက်ညှိုးခုနကျိုးပဲเนาะဟုတ်ပြီထက်တက်မယ်ဟုတ်ပြီစိတ်ကိုလျှော့ထားဘာမှဖြစ်ဘူးခုမှစတင်တာဖြစ်တဲ့အတွက်သမီးစိတ်ကိုလွတ်လပ်လေးပဲထားပြီးလေ့ကျင့်မိအစပိုင်းမှာဘယ်လိုလေ့ကျင့်ရတယ်ဆိုတာကိုเนาะဒါမိတို့ဝါသနာရှင်တွေကိုပြန်ပြီးဝေမျှပေးရဖြစ်ပါတယ်စိတ်ကိုလျှော့ထားတထောင်ကတည်ထားမှာလားမထားရအောင်เนาะဟုတ်ပြီလက်ကစောင်းစောင်းလေးပဲတက်သွားမှာလက်မအောင်စင်ဟုတ်ပြီဟုတ်တယ်ပေါ်ထူတောင်းနေဟုတ်တယ်ဟုတ်တယ်နှစ်ပင်ချမ်းခြေပန်းနဲ့ခွာလိုက်ပါနည်းနည်းလေးဟုတ်တယ်ပြီးဟုတ်ပြီဟုတ်ပြီပေါ်ရရင်လက်ညှိုးလေးကိုဟပေးလိုက်မယ်နော်ပထမဒီလေးအုပ်ထားဟလားနော်ဟုတ်ပြီကျေးဇူးတင်ပါတယ်